တပြည့်တော့ဒီဗုဒ္ဓအဟောတွေမှာပါတဲ့ဒီနတ်ပြည်မြမာပြည်ငရဲပြည်နဂါးပြည်တို့ဟာဗမာရှိပါသလဲဗျာတပြည့်တော့အနည်းဆက်ဆုံးဘလို့ပုံဖော်လို့ရနိုင်ပါလဲရှင်ဗျာပြည်လို့ဆိုတဲ့အဓိပ္ပာယ်ကိုအရင်ကြည့်အောင်မြမာပြည်လို့ဆိုတာမြမာလူမျိုးတွေအများစုနေတာဒီပြည်လူမျိုးတွေလည်းရှိတာပဲနော်မြမာလူမျိုးတွေအများစုနေတဲ့နေရာကိုမြမာပြည်လို့ခေါ်တယ်လို့ပဲဆင်းရဲဒုက္ခနဲ့ဘဝအကုသိုလ်ကံတွေကြောင့်ဆင်းရဲဒုက္ခအတိပြေးတဲ့ဒီရပ်ဝန်းတစ်ခုမှာဒုက္ခခံစားနေရတဲ့သတ္တဝါတွေနေတဲ့နေရာကိုငရဲပြည်လို့ခေါ်မှာမှန်ပါဗျာနော်မှန်ပါဘယ်နေရာမှာရှိသလဲဆိုတာတော့မြတ်စွာဘုရားဘယ်မှာရှိတယ်လို့တိုက်ရိုက်ပြောထားတာတော့မရှိဘူးဘုံဘုံအတွေ့နဲ့ပြောရမယ်ဆိုလို့ရှိရင်အများရမီးလောင်နေတဲ့အတွင်းထဲမှာပူလောင်နေတဲ့ဒီမီးလောင်နေဆိုတာရှိတယ်မှန်ပါဗျာအဲ့ဒီမီးလောင်နေတဲ့မှာတက်ရှိသတ္တဝါအနေနဲ့ဖြစ်နေတဲ့ကောင်းတွေဟာအများရပူလောင်နေမှာပဲမှန်ပါဗျာနေရုပ်သီးထဲမှာမွေးတဲ့ပိုးလိုပဲပေါ့နော်မှန်ပါဗျာအဲ့လိုမျိုးမရှိနိုင်ဘူးလားရှိတယ်အခုရေဘူးတွင်းနေပါလေဆိုတာစာပေကျမ်းဂန်အရပြောမယ်ဆိုရင်တပောဓာမြစ်ဆိုတာအိန္ဒိယမှာရှိတယ်မှန်ပါဗျာအဲ့တပောဓာမြစ်ဟာတပောဓာဆိုတာတပဆိုတာပူတဲ့ဥဒကရေမှန်ပါဗျာရေဘူးစမ်းစီးစင်းတဲ့မြစ်မှန်ပါဗျာအဲ့ဒီမြစ်ကဘာကြောင့်ရေဘူးဖြစ်ရတယ်လဲလို့ဆိုရင်လောဟကုံမီလို့ခေါ်တဲ့ငရဲအိုးကြီးနှစ်ခုကြားဖြတ်စီလာတယ်ဆိုတော့မှန်ပါဗျာစဉ်းစားကြည့်ရတာမီးတောင်ကြီးနှစ်ခုကြားကနေဖြတ်စီလာတော့ဟိုဘက်ကလည်းမီးတွေလောင်နေဒီဘက်ကလည်းမီးတွေလောင်အဲ့ကြားထဲကဖြတ်စီလာလို့ဒီရပူသွားတာဆိုတော့မှန်ပါဗျာအဲ့တော့တချို့စာကျမ်းလေးတွေအနေနဲ့ပြောရမယ်ဆိုရင်တော့မြေကြီးအောက်မှာငရဲပြည်ဆိုတာရှိနိုင်တယ်ပေါ့နော်မှန်ပါဗျာရှိနိုင်တယ်လို့ပြောအစင်းဒုက္ခရောက်တဲ့ပုဂ္ဂိုလ်တွေတရားတွေပေါ့ဒုက္ခခံရတဲ့တရားတွေအေးမြတ်မြတ်မနေရဘဲနဲ့အမြဲတမ်းဒီဆင်းရဲဒုက္ခခံနေရတဲ့တရားတွေနေတဲ့ဧရိယာကြီးတစ်ခုကိုငရဲပြည်လို့ပြောမှာမှန်ပါဗျာအဲ့ဒီငရဲပြည်ကိုမြတ်စွာဘုရားပုံဖော်ပြီးတော့ဟောထားရှိတယ်မှန်ပါဗျာမြင်ရတာလဲကြောက်เสียလန့်เสียကြားရတဲ့အတန်ကလည်းကြောက်เสียလန့်เสียအနံ့ကြီးကလည်းမခံနိုင်တော့အောင်ဆိုးတဲ့အနံ့မှန်ပါဗျာလျှာကအရသာကလည်းပဲလုံးဝခံရခက်တဲ့အရသာခန္ဓာကိုယ်လာထိတာလည်းပဲလုံးဝအထိတွေ့မကောင်းတဲ့ဟာစိတ်ထဲမှာကူးလိုက်ရရင်လည်းအကောင်းတစ်ခုမှမရှိတဲ့မျက်စိနာနာလျှာကာယလို့ဆိုတဲ့လူရဲ့ခန္ဓာကိုယ်မှာဆက်သွဲတဲ့အရာတွေဟာအားလုံးဟာကြောက်เสียလန့်เสียဟိုစိတ်မချမ်းသာကြရကြီးနဲ့ကြုံတွေ့နေရတဲ့တရားတွေကိုငရဲခံရတဲ့တရားလို့ခေါ်တယ်မှန်ပါဗျာအဲ့ဒီငရဲသားတရားတွေနေထိုင်ရာဧရိယာကြီးတစ်ခုငရဲပြည်လို့ပြောတာမှန်ပါဗျာနတ်ပြည်ဆိုတာကတော့လူတွေနေတဲ့နေရာအပါဝင်လို့ပြောမယ်ဘာလို့ဆိုဘုံမစိုးနတ်ဆာရှိတယ်မှန်ပါဗျာတပည့်ဆက်ကြထဲမှာဘုံမာနံဒေဝနံတတ္ထံသုတ်တော်ဟာမှန်ပါဗျာသတ္တုမာရာဇိကဒေဝါလို့ဆိုပြီးတော့လူပြည်မှာလူတွေနဲ့လက်ပွန်တတိနေတဲ့အိမ်ဆောင်နတ်တို့ကျောင်းဆောင်နတ်တို့ရှုကစိုးတို့ဘုံမစိုးတို့ဆိုတာရှိတယ်လေမှန်ပါဗျာအဲ့ဒီသူတို့ရဲ့နေထိုင်တဲ့ area ဟာဟိုအထက်လွတ်လပ်တဲ့အာကာသအထီအောင်သူတို့ချမ်းသာဒုက္ခနဲ့ပြည့်စုံတဲ့တရားတွေနေထိုင်တဲ့နေရာကိုနတ်ပြည်လို့ခေါ်တာပဲမှန်ပါဗျာပြမဆိုတာကသူကမြင့်မြတ်တဲ့စိတ်နဲ့အမြဲတမ်းနေကြတယ်မှန်ပါမေတ္တာကရုဏာမုဒိတာဥပေက္ခဆိုတဲ့ပြမစိုးတရားနဲ့အမြဲတမ်းနေတဲ့သို့တော့ပြမပြည်ကိုရောက်တာဒါနနဲ့သီလနဲ့တည်းမရောက်ဘူးမှန်ပါဗျာသမထကျင့်စဉ်တစ်ခုကိုပေါ့ပေါ့ရောအောင်မြောင်ကျင့်နိုင်မှပြမပြည်ကိုရောက်တာဖြစ်တယ်မှန်ပါဗျာအဲ့ဒါလေကျင့်စဉ်ချင်းတူတဲ့ပုဂ္ဂိုလ်တွေဟာဇန်လို့ခေါ်တဲ့ဟာပေါ့နော်မှန်ပါသမထကျင့်စဉ်ကျင့်လို့အဲ့ဒီအကြောင်းတရားတွေတူညီပြီးတော့ရောက်ရှိသွားတဲ့ပုဂ္ဂိုလ်တွေရဲ့နေထိုင်ရာဧရိယာတစ်ခုကိုပြမပြည်လို့ပဲပြောရမှာပေါ့မှန်ပါဗျာနော်နဂါးပြည်ဆိုတာကတော့စာရဲပေတဲ့မှာတော့သူကပင်လယ်အောက်မှာအဓိကအများကြီးရှိတယ်ပေါ့နော်မြစ်မို့တောင်အောက်မှာလည်းရှိတယ်လို့ဆိုတယ်အဲ့တော့နဂါးလို့ဆိုတာပမာပြည်ကနဂါးဆိုတာတော့ပကြီးဆရာတွေရဲ့ကောင်းမှုနဲ့အချွန်အတက်ပါမနဂါးလို့ထင်တယ်မှန်ပါအိန္ဒိယနိုင်ငံမှာဆိုလို့ရှိရင်ဒီကောဘရာဆွဲပွေဟောက်ကြီးတွေကိုလေမှန်ပါဗျာနာဂါးလို့ခေါ်တာမှန်ပါဗျာ
အဲ့ဒီနာဂကနေနဂါလို့ပြောလာကြတာ မှန်ပါဗျာ အိန္ဒိယနိုင်ငံမှာနာဂဆိုတာအဲ့ဒီပပြင်းထောင်နဲ့မွေဟောက်ကြီးတွေကိုအဓိကထားပြီးတော့ခေါ်တယ်ဗမာအယူဆနဲ့နဂါဆိုတာဒီကနေ့လူတွေကမတွေးကြတော့သူကမွေဟောက်ကိုမွေဟောက်တို့ဘွေးတို့ပေါ့နော် မှန်ပါဗျာ အဲ့ဒီအကောင်တွေကိုနာဂလို့ခေါ်တာ မှန်ပါ အဲ့တော့အဲ့ဒီအကောင်တွေကမြေကြီးအောက်မှာလည်းရှိတယ်အကောင်ကြီးကြီးတွေကြတော့ပင်လယ်အောက်မှာလည်းရှိတယ် မှန်ပါဗျာ အဲ့ဒါသူတို့အများဆုံးနေတဲ့ဧရိယာကိုနဂါပြည်လို့ခေါ်မှာပေါ့နော်ဒါကတော့တရားတွေရှိတဲ့နေရာတစ်ခုအများဆုံးရှိတဲ့နေရာတွေကိုရည်ညွှန်းပြီးခေါ်တာပါ မှန်ပါ